မိုင်းမလေးကကွယ်အရွှေနေငယ်အလွမ်းနဲ့မဆန်လို့ပဲတရားရပြင်းနေမှထဲမလွမ်းမှုလို့တင်ထားတဲ့ညနေတွေကကြာလာရဲ့မျိုးတော်မေးလိုက်မယ်ဆိုရှင်မထဲကငါရဲ့ဘဝမှာတယောက်တည်းချစ်တယ်ခဏတာလာတဲ့အဲ့လေပြန်မယ်လို့မပြောပေမဲ့ရှင်နေမှတည်ရဲ့ဝေဒနာလေးတွေပြီးထားရဲ့သူရဲ့ချီယာရီဖြောက်လို့ထားရဲ့မကောင်းဘူးတော့လေချစ်ကိုတော့ချက်ပါရဲ့နောက်တစ်ခါမချီရဲ့ချစ်တယ်ခဏတာလာတဲ့အဲ့လေပြန်မယ်လို့မပြောပေမဲ့